ဘုန်းကြီးဒီကနေ့ဒါနာသီလဘာဝနာသမထဝိပဿနာဆိုတဲ့ကုသိုလ်ကောင်းမှုတို့ပြုလုပ်တဲ့နေရာမှာဘုံ၅ပါးနဲ့ပြည့်စုံရမယ်တဲ့အဲ့ဒီဘုံ၅ပါးကဘာတွေလဲဆိုတော့တဏ္ဍာဘူဝိရိယဘူသမာဓိဘူပညာဘူတဏ္ဍာဘူဝိရိယဘူသတိဘူသမာဓိဘူပညာဘူဆိုဘုံ၅ပါးနဲ့ပြည့်စုံရပါမယ်တဏ္ဍာဘူဆိုတာကမိတို့ပြုလုပ်တဲ့နေရာမှာယုံကြည်မှုတရားတရားနဲ့အပြည့်အဝရှိရမယ်နော်ဟိုအင်းလိုကြတော့ confidence ဝိရိယကိုဆိုတော့ဇွဲလုံးလားဝိရိယတရားတွေရှိရမယ်ပြည့်စုံရမယ်တဲ့အင်းလိုကြတော့ဒီလင်ကြတယ်တတိဘူဆိုတာဘာမှဆိုအရာရာအခါကသိမ်းမှာအမယမှုအမိမှုတဲ့တတိတရားဥဆောင်ပြီးရှိရမယ်ဟိုအင်းလိုကြတော့ mindfulness consciousness ဒါပြည့်စုံသမာဓိဘူကြတော့မိမိပြုလုပ်တဲ့နေရာမှာစိတ်ရည်တည်ခြင်းမှုသမာဓိတရားရေးထားပြီးရှိရမယ်ပြည့်စုံရမယ်နောက်သူအင်းလိုကြတော့ concentration on mind ပညာဘူဆိုတာကအရာရာမှာစူးစမ်းဆင်ခြင်ပြီးတော့ဝေဖန်သုံးသပ်သိရှိရမယ်အားလုံးပြည့်စုံအောင်ဒီဝင်လို့ကြတော့ဝိစရံပါဝါအဲ့ဒီဘုံ၅ပါးတရားနဲ့ပြည့်စုံလို့ရှိရင်တဲ့မေဖို့နိဗ္ဗာန်ချမ်းသာကိုလည်းပဲရစေနိုင်ပါတယ်ဒါကြောင့်ဘုန်းကြီးကဒီကနေ့တော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့နေရာမှာဘုံ၅ပါးတရားရှိတာတော့ပြုလုပ်ကြမယ်ဆောင်ရကြမယ်ဆိုရင်အမှန်တမ်းအေးချမ်းတဲ့ဉာဏ်နိဗ္ဗာန်ချမ်းသာရပါတယ်ဆိုတဲ့အကြောင်းဘုန်းကြီးဒီကနေ့မန္တလေးမြို့နန်းတော်ရှိစိတ်ရှိရနာစီတော်ဥစဉ်တာပရဏနာယကကာမတဏစရိယဓမ္မဂတိကဓမ္မဝိဇ္ဇတော30ချိန်မြောက်ပြုလို့ရှိရင်အမျိုးဘာသာသာသနာဆောင်တော်ကြီးအဖွဲ့မန္တလေးတိုင်းမဟာဘာသာဩဝါဒစရိယဆရာတော်30ချိန်မြောက်ပြုလို့ရှိရင်မဟာသီဆရာတော်ဘုရားကြီးကနေပြီးတော့မေဖို့နိဗ္ဗာန်ချမ်းသာတရားရကြပါစေလို့မေတ္တာရေတော်ဆုမွန်တော်ဒီကိုယ်စိတ်မှာကျမ်းမာချမ်းသာဝမ်းသာလမ်းပြကြပြီးတော့ဘုရားဖွင့်နိဗ္ဗာန်ချမ်းသာရကြပါစေတော့ဒါကြောင့်အားလုံးပဲ every thank you very very much may you be always peace happiness forever mega phala nirvana inside အားလုံးသောလူနေမှာသက်တော်ဝါတွေကနော်ဘုံ၅ပါးတရားရှိထားပြီးတော့မင်းညာဖွယ်နေပါချောင်းရကြပါစေလို့ဘုန်းကြီးစီနာမင်းတာကုလမုဒ္ဒရာသရာတရားရှိထားပြီးတော့ electricity is loving kindness no confidence အဲ့တော့ကျမ်းမာချမ်းသာဝမ်းသာလမ်းပြရှားရည်မင်းညာဖွယ်နေပါချောင်းရကြပါစေတော့